ကဲဒီချက်ရဲ့ recorder သင်ခန်းစာ2ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့သင်ခန်းစာ1မှာကဒီချက်က recorder ရဲ့အစိတ်အပိုင်းလေးတွေကိုပြပြပေးသွားတယ်ဒီနေ့ကတော့သားတို့သမီးတို့အတွက်ဘ ഹു တုတရှိတဲ့ recorder နဲ့ပတ်သက်တဲ့သမိုင်းကြောင်းလေးအနည်းငယ်ကိုဒီချက်ကပြပြပေးအောင်မယ်เนาะအဲ့ recorder လေးကလွန်ခဲ့တဲ့နှစ်ပေါင်း900ခန့်ငယ်တဲ့ကစတင်ပြီးတော့ပေါ်ပေါက်ခဲ့တဲ့ဒုတိယလေးဖြစ်ပါတယ်လေးမုတ်ဒုတိယလေးပေါ့เนาะအဲ့တော့လီမုတ်တာဝါသနာပါတယ်เนาะဂီတဒုရိယာကိုလည်းစိတ်ဝင်စားတယ်ဆိုရင်တော့အလွယ်ကူဆုံးနဲ့လေ့လာပြီးတော့ပေါ့เนาะအကျိုးရှိမဲ့ music note လေးတွေနဲ့မှုတ်လို့ရတဲ့ဒုရိယာလေးဆိုရင်တော့ဒီချက်ကတော့ recorder ကိုရွေးချယ်စေချင်ပါတယ်အဲ့တော့ recorder ဒုရိယာလေးကလွန်ခဲ့တဲ့နှစ်ပေါင်း900ခန့်ကပေါ်ပေါက်လာတဲ့အရင်တော့ဆိုရင်တော့ recorder လေးကိုဒီတစ်သားပေါ့เนาะတစ်သားနဲ့ပြုလုပ်တယ်ပေါ့เนาะwoodwind instrument ပေါ့သူကတစ်သားလေးနဲ့ပြုလုပ်တယ်အရင်တော့ recorder လေးတွေကတော့ဒါပေမဲ့အခုနောက်ပိုင်းမှာကြတော့ပို့ပြီးတော့သူတို့လွယ်ကူအောင်เนาะဒီ plastic လေးနဲ့စတင်ပြီးတော့သူတို့ဟိုကလေးတွေအတွက်ကိုသုံးဆဲလို့လွယ်ကူအောင်ဆိုပြီးတော့ plastic လေးနဲ့ထုတ်လုပ်လာကြတယ်အဲ့တော့အရန်လဲဈေးကြီးတဲ့ဒုရိယာမဟုတ်တဲ့အတွက်ကြောင့်မလို့လွယ်တကူဝယ်ယူပြီးတော့လေ့လာနိုင်ပါတယ်အဲ့တော့ကျောင်းသင်ခန်းစာတွေမှာလည်းဒီ recorder လေးကိုထည့်သွင်းပြီးတော့သင်ကြားပေးလာတာကိုလည်းအများဆုံးတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီချက်ကဒါတို့သမီးတို့ကိုဒီ online ကနေပြီးအလွယ်တကူလေ့လာလို့ရအောင်ဒီသင်ခန်းစာလေးကိုဝေမျှပေးခြင်းဖြစ်ပါတယ်။ကဲအခု recorder ရဲ့အကြောင်းလေးအနည်းငယ်ပြောပြပြီဆိုတော့ဒီချက်ကအခု recorder ကိုစတင်ပြီးတော့ကင်တဲ့ position လေးအကြောင်းကိုဒီနေ့ဝေမျှပေးသွားမယ်เนาะအဲ့တော့ recorder လေးကိုကင်မယ်ဆိုရင်ဒီချက်တို့ကဘယ်ဘက်လက်ပေါ့เนาะဘယ်ဘက်လက် left hand ဘယ်ဘက်လက်ကိုကြတော့ဒီရဲ့ recorder ရဲ့အပေါ်မှာเนาะအပေါ်မှာတင်နေညာဘက်လက်ကကြတော့ဒီလက်ပေါက်ကလေးတွေကိုအောက်ကနေကင်မယ်ညာဘက်လက်ကเนาะအဲ့တော့လက်ပေါက်လေးကိုအသေးစိတ်ကတော့ဒီချက်နောက်ထပ်သင်ခန်းစာတွေမှာထပ်ပြောပေးသွားမယ်အခုကတော့ leg position လေးအရင်ပြောမယ်ဘယ်ဘက်လက်ကအပေါ်ကိုသွားကင်မယ်ညာဘက်လက်ကအောက်ကိုကင်မယ်အဲ့တော့အပေါက်ကလေးက1 2 3 4 5 6 7အားလုံးအပေါက်ကလေး9ပေါက်ပါတယ်အဲ့တော့အပေါ်ကလက်ကလေးကကြတော့လက်ညိုးရယ်လက်ခလဲရယ်เนาะလက်သုံးချောင်းလက်တကြွယ်လေးရယ်ကဒီချေတို့အပေါ်3ပေါက်ကိုပိတ်လိုက်မယ်เนาะအဲ့တော့အောက်မှာကျန်တဲ့အပေါက်ကလေး4ပေါက်ကိုကြတော့ညာဘက်လက်ကလေးဒီ4ချောင်းနဲ့ပိတ်မယ်လက်ညိုးကစပြီးတော့ဗောနော်လက်ညိုးလက်ခလဲလက်တကြွယ်လက်တန်းဆိုပြီးတော့အားလုံးအဲ့လိုမျိုးလက်9ပေါက်ကိုဒီလို position သွားပါတယ်အဲ့တော့အနောက်ကအပေါက်ကလေးကိုကြတော့ဒီချေတို့ကဒီမှာညဘယ်ဘက်လက်ရဲ့လက်မလေးနဲ့ဒီချေတို့ကပိတ်မယ်เนาะအဲ့တော့ကဲနောက်တစ်ခေါက်ပြန်ပြောမယ်ဘယ်ဘက်လက်ကလေးရဲ့ကအပေါ်က3ပေါက်ကိုပိတ်မယ်ညာဘက်လက်ကလေးကအောက်က4ပေါက်ကိုပိတ်မယ်အနောက်ကအပေါက်ကလေးကလက်မလေးပိတ်ဖို့အပေါက်ကလေးဖြစ်ပါတယ်အဲ့တော့ဒီကျတော့အဲ့လိုမျိုး leg position လေးကိုကင်လိုက်ပြီဆိုရင်ဒီလိုမျိုး position အနေထားက45 degree 45 degree ရှိရမယ်ဒီလိုမျိုးကြီးတန်းတန်းလည်းမဖြစ်ရဘူးဒီလိုမျိုးအပေါ်ကြီးကိုထောင်ပြီးတော့လည်းမှုတ်လို့မရဘူးပေါ့နော်အဲ့တော့ဒီချေတို့ကအောက်ကလေးကိုဒီလက်ရဲ့ fingering လေးကိုလည်းဒီချေတို့ကမြင်အောင်ကြည့်ရမယ်အဲ့တော့ဒီလို position လေးနော်ပခုံးရိုလည်းအပေါ်ယူအလိုမြောက်တက်ရင်လည်းလုံးဝမှုတ်ရတာလုံးဝ relax မဖြစ်ဘူးအဆင်မပြေဘူးအောက်ကိုဒီလိုကြီးချပြီးခါးကြီးကိုကုန်းမှုတ်ရင်လည်းဘလို့မှမှုတ်တဲ့လူအတွက် relax မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီချေတို့ကတက်တောင့်တက်တာနဲ့ relax ပခုံးလေးကိုလည်း short ချရမယ်လက်ကလေးကိုလည်းဒီလိုမျိုး position 45 degreeဒီလိုမျိုးအနေထားဖြစ်ရပါမယ်အဲ့တော့ဒီချဲရဲ့ပုံစံအတိုင်းလို့သားတို့သမီးတို့ recorder လေးကင်ပြီးတော့လိုက်လုပ်ကြည့်ပါနော်အခုဒီချဲကအခုရှေ့တက်တဲ့ကိုလုပ်ပြရတယ်အခုဘေးဆောင်လေးထပ်ပြမယ်နော်ကဲဘေးဆောင်ဆိုရင်လည်းဒီလိုတန်းတန်းမဖြစ်ဘူးနော်ဒီလိုလေးပဲ45 degree အဲ့လိုမျိုးလေးအနေထားလေးကအမှန်ပါပေါ့နော်โอเคအဲ့တော့အရှိကိုပြန်လဲမယ်โอเคဒီလောက်ဆိုရင်เนาะ recorder လေးကိုဘယ်လိုကင်ရမလဲဆိုတော့ position အနေအထားလေးကိုဒါတို့သမီးတို့သဘောပေါက်သွားကြလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်သင်ခန်းစာ3လေးကိုလည်းပြန်လာခဲ့ပါဒီချက်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးကြပါเนาะ